ဒီကျုပ်တို့ကတော့ပြီးတော့ဇက်တပင်လောကတွေကိုတွားတဲ့ချိန်မှာအများကြီးပေါ့လေကျွန်တော်တို့ကစူးစမ်းခဲ့ရတာရှိတယ်အဲ့ချိန်မှာကျွန်တော်မခံချင်ဆုံးစကားတစ်ခုရှိတယ်ဘာလဲဆိုတော့မင်းတို့တက္ကသိုလ်ပြီးမင်းတို့တက္ကသိုလ်ဘွဲရလာတဲ့သူတွေကအပြင်လောကမှာဘယ်နှယောက်များအောင်မြင်လို့လဲအဲ့ဒီမခံချင်စိတ်ပေါ့လေအဲ့ဒီမခံချင်စိတ်နဲ့စူးစမ်းခဲ့တာလည်းပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့တက်တည်ပြနေတယ်ကျွန်တော်အင်ဂျင်တက္ကသိုလ်ကနေဘွဲရပြီးတော့တပင်းနဲ့ဘွဲရပြီးတော့ကျောင်းဆင်းလာတယ်ကျွန်တော်လမ်းကြောင်းပေါ်မှာရောက်နေတယ်ဇက်တပင်းလောကမှာနေရာလေးတစ်ခုရနေတယ်ကျွန်တော်ဒါတက်တည်ပြနိုင်ခဲ့တယ်ပြီးတော့တပင်းလောကတွေမှာတကယ်ဆက်ဆက်ပါနှစ်ယောက်တယောက်ကရန်ကုန်ကတယောက်ကမန္တလေးကနောက်တစ်ယောက်ကအလုံးလေးပြီးတော့ဘူးဆိုင်ရည်မန္တလေးကျောင်းဆင်းမန္တလေးတပင်းရဆင်းတယ်သူကတော့နှစ်ဆုံးပေါ့ကျွန်တော်က2019 2020ဆိုဆက်ဆိုအလုံးဘာဖြစ်ဖိုက်ချင်းမှာအပြင်လောကမှာအပြင်လောကမှာအလုံးလုံးချစ်တဲ့သူများအားလုံးအတွက်လည်းမင်းသမီးခေါ်ပါမယ်တချို့ကျတော့ကျောင်းပြီးတော့တဲ့အချိန်မှာအပြင်လောကမှာအလုံးလုံးချင်တာရှိတယ်ဒါပေမဲ့အပြင်မှာက rate အားများတယ်ကျွန်တော်စိတ်ကုန်းတွေအများကြီးရှိတယ်လုံးလုံးရတာကျွန်တော်ဆိုလဲဒီလိုမျိုးလေးဖြစ်ဖို့အတွက်အများကြီးကျွန်တော်ကြိုးစားခဲ့ရတယ်လေလူတွေတော့မရဘူးပြောချင်တာကအခုဟောရီယာညီလေးညီမလေးတို့ကြောင်းပြီးသွားတဲ့အခါမှာအပြင်လောကမှာလမ်းလျှောက်ခြင်းမခတ်တော့ဘူးလားကျွန်တော်တယောက်လုံးရှိတယ်အဲ့တော့ဝက်ခဲမှာကျွန်တော်ဘက်ကကူညီပေးနိုင်တဲ့အရာအားလုံးကျွန်တော်ကူညီပေးပါမယ်အားလုံးဝက်ခဲမှာနော်ပြီးတော့ရေကျုပ်တို့ကျွန်တော်ဇက်ကားတဲ့အချိန်မှာဒီကျိုးလေးကိုတောင်းဆိုသွားတဲ့ညီမလေးတွေလည်းလာပြီးတော့ invite လုပ်တာရှိတယ်ချင်းအဲ့ဒါလည်းကျွန်တော်ကဒီနှစ်ကတော့အခြားအပြင်ကဇက်တပင်ပညာရှင်တွေနဲ့စုဖွဲ့ထားတယ်လာမယ့်နှစ်မှာတော့သူတို့ခေါ်ဖို့အစီအစဉ်ရှိပြီနော်ကျွန်တော်ရဲ့ညီလေးတွေညီမလေးတွေနဲ့တူတူအပြင်လောကမှာဖိုက်ချင်ပါတယ်အဲ့တော့ welcome ပါနော်အားလုံးကျေးဇူးများတင်ပါတယ်